Hello မငဲတာအောင်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ချက်ရလွယ်ကူတောက်လို့ကောင်းတဲ့ဆယ်မွန်းငါသုံးမြန်လေးကိုချက်ပြမှာဖြစ်ပါတယ်ရှင်အားလုံးမီလေးနဲ့တူတူလိုက်ကြည့်ကြရအောင်ရှင်အရင်ဆုံးရင်နွေးဆူလာပြီးဆိုရင်တော့မီလေးတို့စပလင်သုံးပင်ထည့်ပါမယ်ရှင်ပဒဲကော၄-၅ချမ်းလောက်ထည့်ပါမယ်ရှင်ကျက်သွန်ဒီအလုံးသားလေး9လုံး6လုံးလုံးထည့်ပါမယ်ရှင်နနံပေအမြင့်ကို3ပင်ထည့်ထားပါတယ်ရှင်မကြီးပဲ့ဖြော်ရည်ကိုတော့2စွန်းထည့်ထားပါတယ်ရှင်ပြီးလို့ရှိရင်တော့ငရုတ်စိမ့်တောက်ကိုထည့်ပါမယ်ရှင်ခရမ်းချင်တီနှလုံးမီလေးထည့်သုံးထားပါတယ်ရှင်တကြားအနှဲငယ်ထည့်ပါမယ်ရှင်စားအနှဲငယ်ထည့်ပါမယ်ရှင်ငမြရည်ဟင်းကစွန်း3စွန်းလောက်ထည့်သုံးထားပါတယ်ရှင်ပြီးလို့ရှိရင်တော့ဖြည်းဖြည်းချင်းမှွေပေးပါရှင်ပြီးလို့ရှိရင်တော့မီလေးတို့ဆယ်မွန်းငါအယိုးကိုထည့်ပါမယ်ရှင်ဆယ်မွန်းငါကသူ့ရဲ့အသားကကြေလွယ်တဲ့အတွက်ကြောင့်မို့မီလေးတို့မှွေလို့ရှိရင်တော့ဖြည်းဖြည်းချင်းပဲမှွေပေးပါရှင်အသားလေးပဲမှွေပေးပါရှင်ဆယ်မွန်းငါကကြက်မြန်တဲ့အတွက်အကြာကြီးချက်စရာမလိုပါဘူးရှင်ပြီးလို့ရှိရင်တော့ဂတ်ကိုပိတ်ပေးပါရှင်နနံပင်ထဲမယ်ရှားနနံထဲမယ်တမယိုရွက်ထဲမယ်ပြီးလို့ရှိရင်တော့ဘိုက်ကဖောက်ရွက်ထဲပါမယ်ရှင်မီလေးတို့လှော်ထားတဲ့ငရုတ်တီတောက်ကိုထဲပါမယ်ရှင်တမယာရည်ကိုကြတော့2စွန်းလောက်ထည့်ထားပါတယ်ရှင်နောက်တစ်ကြော့တမသွားအောင်ပြန်မှွေပေးလိုက်ပါရှင်အနက်ကလည်းမှွေဆယ်မွန်းငါရဲ့အသားကစိတ်စိတ်လေးထည့်ထားတဲ့အရာဓာတွေကကွက်တိကျနေတာမို့ချင်ချင်ဆက်ဆက်လေးနဲ့အရန်ကိုတောက်လို့ကောင်းပါတယ်ရှင်ကဲချက်ရလွယ်ကူတောက်လို့ကောင်းတဲ့ဆယ်မွန်းငါအယိုးသုံးမြန်ကိုမိလေးချက်ပြပေးထားပါတယ်ရှင်တကယ်ချင်းတို့လည်းနားရက်မှာချက်စားကြည့်ပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်